Hello, my friend. I want to talk about today about the temptation of Jesus. Yeah, do hek tu ra bakale talib so la kasayo. Okay. Talib so ba la kasayo. No. ကျွန်တော်ကဒီနေ့စကားပြောချင်တာကဖေယေရှုခရစ်ကိုဘယ်လိုပြောရမလဲစတန်ကဒါပြီးနောက်ဆက်တဲ့အကြောင်းပြောချင်ပါတယ်နော် When Jesus was led by the Spirit into the desert to be tempted by the devil နော်ယေရှုခရစ်ကဘယ်လိုပြောရမလဲသစ္စာဝိညာဉ်တော်ကသူ့ကိုဘယ်လိုပြမလဲနော်ဒီကြောက်တလင်းရှိတဲ့နေရာပြောရမယ်ဆိုတော့နော်အဲ့ဒီနေရာမှာသွားခိုင်းတာနော်မဟုတ်လို့ဆိုရင်တော့တနေရရပေါ့နော်တောင်ပေါ်တနေရရသူ့ကိုသွားခိုင်းတာနော်အဲ့ဒီမှာသွားပြီးတော့ဘယ်လိုပြောရမလဲနော်စာတန်ကသူ့ကိုနောက်ဆက်ဖို့အတွက်နော်စာတန်ကသူ့ကိုဘယ်လိုပြောမလဲဆန်းစစ်ဖို့အတွက်အဲ့ဒီမှာပို့လိုက်တာနော်မုကောလီဆက်တော့နော်ပကတဲ့တမှာလာဖက်တာဆောစစ်ဆက်တော့စုပမှုကနအခါနေနော်အဝဲပကတဲ့တမှာလာနော်တာလီပစောကပဖနေတော့ After fasting 40 days and 40 nights အစာဆောက်ခြင်းအရက်40နဲ့ night ဆိုတာကည40နော်အရက်40နဲ့ည40အဲ့ဒီအတွင်းမှာပါတော့ကဆာယွာကဆဲဆုနဲ့ဘတ်တူတာအနေလွတ်စီတော့အနာလွတ်စီတော့he was hungry အဝဲနေအိုတော့ပကတဲမှာသောက်ပြီးအသာခရစ်တော်ကပြောမှဆိုသူကဘယ်လိုပြောမလဲအစာစားချင်တာပေါ့နော်ဘိုက်မှာဘာမှမရှိတဲ့အတွက်ကြောင့်နော် hungry ဆိုတာကစားချင်တာ The tempter come to him and said The tempter come to him and said ဆိုတာကအဲ့ဒီစာတန်ကသူ့စီမှာလာပြီးတော့စကားပြောတာကဆိတ်ရှုနဲ့မကောလီဟဲဆူအိုတော့ကတူတာနော်ကတူတာတော့ If you are the son of God မင်းကခရစ်တော်ရဲ့ဖျားသခင်ရဲ့သားမှန်မယ်ဆိုရင်နော်နမေမေရွာဖို့ခွာနေ Tell this stone and become bread ဒီကြောက်တလုံးကိုနော်ဒီကြောက်တလုံးကိုပြောလိုက်နော်ဘယ်လိုပြောရမလဲနော် bread ဆိုတာကဒီမှာကတော့သူတို့ကပေါမုတ်ဖြစ်စီဖို့အတွက်ပြောလိုက်အဲ့ဒါကိုပြောတာနော်တဲဘာလွတ်တဖလိလေဒီသူကကဲတော့ကုတ်ကီနော်ပတ်တဲ့အသေးတယ်နော် okay user answer ယေရှုကဘယ်လိုအဖြစ်ပေးတယ်လဲကဆိုင်ရှုစစ်ဆေးဖို့အတည်လဲ It is written စာရမှာရေးတာအတူပဲစာရမှာရေးထားတဲ့အတိုင်းနော်ရေးထားတာကစာရမှာရေးထားတာကပေါ့နော်ဒီဆိုစီတက်ွက်တာ Man does not live on bread alone နော်လူဟာနော်ပြောမှဆိုတော့အစားကြောင့်အသက်ရှင်တာမဟုတ်ဘူးနော်ပါကညောနဲ့တမှုထဲလဲကိုပါ But on various words that come from the mouth of God ဒါပေမဲ့သူကအသက်ရှင်နေတာကဖျားသခင်ရဲ့ပါးစပ်ကထွက်လာတဲ့စကားလုံးတွေဖြစ်တယ်စကားလုံးအားလုံးဖျားသခင်ရဲ့ပါးစပ်ကထွက်လာတဲ့စကားလုံးတွေအဲ့ဒါကသက်ရှင်တယ်လူကအဲ့ဒါသက်ရှင်တာနော်ပါကညမှုဝဲနေတကလူလေဟ
head tall you attack when it Then the devil took him to the holy city. Peter ne Satan ga tu ko ho tat shin le ပြောမစို့ city တိုင်းပြည်နော်ပြောမစို့နိုင်ငံတော့အဲ့ဒီအပေါ်မှာအမြင့်ဆုံးနေရာမှာနော်သူကိုသွားထားတာသွားတင်လိုက်ဆွဲခေါ်သွားတယ်အဲ့ဒါမှာကစိနော်ဝကောလီစတော်စုတလူတော့ခုတဆော့ရှိလော and had him stand on the higher point of the city သူကိုထားတယ်အပေါ်ကပြောမစို့ဒီပြောမစို့ဘာလို့ဒီဘယ်လိုမလဲရွာပြောမစို့တကယ်အပေါ်မှာရှိနေတဲ့အဲ့ဒီရဲ့ရွာလေးတရွာနိုင်ငံလဲမှာနော်မဟုတ်လို့ရှိရင်တော့ဒီ village လို့ခေါ်ရမှာ city ဆိုတာကဒါကပြောမှဆိုရင်တော့ဘယ်လိုလဲနိုင်ငံပေါ့နော်မဟုတ်ရင်လဲ city ဆိုတာကဒီကျွန်တော်တို့ခေါ်နေတဲ့ city ကရွာတရွာလို့ပြောလို့ရတယ်နော်ရွာတရွာအဲ့ဒါကြောင့်အဲ့ရွာပေါ်မှာရှိနေတဲ့အမြင့်ဆုံးနေရာမှာနော်အမြင့်ဆုံးနေရာမှာရှိတဲ့ဒီဘုရားကျောင်းရဲ့အပေါ်ထတက်မှာပေါ့နော်အမြင့်ဆုံးမှာနေရာမှာသူ့ကိုထားတာမုကလိစရောလတာလူတော့ခုတော့ပကတဲ့တမလာနော်လေတာလောလတဘာရွာတော်မင်းမေပါတော့တာလူလောအထောထောတဲ့ခါIf you are the son of God,နမေမေရွာဖို့ခွာနေနော်မင်းဟာဖျားသခင်ရဲ့သားမှန်ရင် he said ဒါကစာတန်ကပြောတာမုကလိတေဝရ throw yourself down for it is written မင်းကိုမင်းအဒမဖြစ်ချလိုက်ပါ throw ဆိုတာကနော်မဟုတ်လဲခုတ်ချလို့ပြောလို့ရမလားသူတို့translation ဆိုတာခုတ်ချလိုက်ပြစ်ချလိုက်နော် throw yourself မင်းကိုမင်းခုတ်ချလိုက်ကွာမဟုတ်ရင်ပြစ်ချလိုက်ကွာအဲ့ဒါကိုပြောပြီးတော့နော်ဒါကကျမ်းစာမှာရေးထားတဲ့အတိုင်းပဲနော် he will command his angel ဘုရားသခင်ကသူ့ကိုနော်အမိန့်ပေးလိုက်မယ်နော်ဒီဘယ်လိုပြောရမလဲangel ဆိုတာနတ်သားတွေလို့ပြောရမှာနော် angel တို့ကရင်မှာဆိုရင်တော့မုခုကလို့ပေါ့နော်ဘုရားသခင်ရဲ့အစီကံလို့ပြောရင်ကောင်းမယ်ဘုရားသခင်ရဲ့အစီကံတွေကိုပို့လိုက်မယ် concerning you okay မင်းကိုကူညီစေမယ်နော် concerning come summon မင်းကိုလာပြီးပြစ်မှာပါနော်ပြောလို့ရမှာ and they will lift you up in their hand နော်မင်းကိုပင့်ချီလိုက်မယ်နော်သူတို့ရဲ့လက်နဲ့ပင့်ချီလိုက်မယ်နော်အဝတ်ကစော်ထောနာလအဆူလို့နော်အဝတ်တကစော်ရအဆူ so that you will not stress your foot against and stone နော်မင်းကဘာမှမဖြစ်နိုင်ဘူးနော်ဘာကြောင့်ဆိုတော့မင်းကဖျားသခင်သားမှန်တဲ့အတွက်ကြောင့်နော်မင်းလက်တွေခြေတွေဘာမှမဖြစ်နိုင်ဘူးသူကခြေမမယ်စောင့်မမယ် Jesus answered him ဖျားယေရှုခရစ်ကပြန်ပြီးတော့အဖြစ်ပေးတာကဘယ်လိုလဲ it is so written နော်ကျမ်းစာမှာရေးထားတဲ့အတိုင်းဆိုရင်တော့ do not put the Lord your God to the test ဖျားသခင်ကိုဘယ်တော့မှမဆန်းနဲ့နော်ဘယ်တော့မှမဆန်းနဲ့အဲ့ဒါမှရေးတာဖျားသခင်ကိုဘယ်တော့မှမဆန်းနဲ့ခရစ်တော်ကဖျားသခင်စကားကိုအားလုံးသိတယ်နားလည်တယ်ဖ
ဖျားသခင်ကိုဆက်လို့မရဘူးနော်တပတ်လုံးမှာကွာကဆတ်ရောပါ again the devil took him to the very high mountain နောက်တစ်ခါစာတန်ကသူ့ကိုအမြင့်ဆုံးနေရာမှာခေါ်သွားတာတောင်ဆုံးအမြင့်ဆုံးတောင်ပေါ်မှာသွားပြီးတော့ခေါ်သွား and saw him all the kingdom of the world and their splendor ဘုရားသခင်ကအဲ့ဒီရဲ့ခရစ်တော်ကိုနော်ဒီစာတန်ပေါ့နော် sorry စာတန်ကခရစ်တော်ကိုဟိုးအမြင့်ဆုံးတောင်ပေါ်မှာတင်ပြီးတော့အားလုံးကိုပြတ်တာကဘာပေါ်မှာရှိတဲ့နော်တိုင်းပြည်တွေကဘာပေါ်မှာရှိတဲ့တိုင်းပြည်ဒီကဘာလုံးမှာရှိတဲ့တိုင်းပြည်သူပြတာနော်သူကအဲ့ဒီရဲ့တကားကိုဖွင့်ပြီးတော့ပြတာနော်အဝဲဒုနေဝရတက်ခဲလေနော်ဖဲကောရောဘကဆိုင်ဆူဆူမုခုလေကစတော့ခုနေတော့အဝဲအော်ရတရတော့ဒုနေဝရဘခါလေဟခုဘောမူတိတဖာ all these I will give you okay သူကပြောတာဒီအားလုံးကငါကမင်းကိုပေးမယ် okay he said okay သူကပြောတယ်နော်အားလုံးငါမင်းကိုပေးမယ်နော်အဝတ်တဲပါဝရကဆိုင်စုတက်ခဲလနေခေလောလာအဝတ်တဲပါ if you will bow down and worship me okay if you will bow down and worship me မင်းကငါ့ကိုဥချပြီးတော့ဘယ်လိုပြောရမလဲ worship နော်မင်းငါ့ကိုဥချရင်နော်ပြီးတော့ငါ့ကိုရှစ်ခိုးလို့ရှိရင်တော့ငါမင်းကိုပေးမယ်ဒီဟာအားလုံးနော်ကဆတ်ရွာတဲဘဝရလဲနော်မုကလီတဲဘဝရလဲနော်တဲဘကဆိုင်ဆိုနမေဘူးထောပါထောရတော့ကြက်ကေဟင်းတာတက်ခဲလဲလားတာတိဖိုင်လား Jesus said to him ယေရှုကအဲ့ဒီစာတန်ကိုပြန်ပြောတာက away from me ငါနဲ့ဝေးနေပါဝေးနေပါဝေးသွားပါငါနဲ့ဝေးသွားပါဝေးနေပါနော်တေဘဝရ high power ရကေ Satan သူက Satan ကိုပြောတာငါနဲ့အဝေးမှာနေပါ for it is written ကျမ်းစာထဲမှာရေးထားတာက worship the Lord your God and serve him only ဘုရားသခင်တယောက်တည်းကိုရှစ်ခိုးရမယ်နော်ယေရှုတင်ရမယ်ပြီးတော့သူ့အလုပ်ကိုပဲလုပ်ရမယ်โอเคအဝဲနေကစားယေရှုတဲပါဝရလဲထဲရွာတကောနမပုထောပါထောတော့နမမှာထဲအတောက်လို့ then devil let him စာတန်ကထွက်သွားတာပဲနော်စာတန်ကထွက်သွားတာနော် angel came and attended him အဲ့ဒီမှာကဘယ်လိုပြောရမလဲဆိုတော့ဘုရားသခင်ရဲ့တမန်တော်တွေကလာပြီးတော့ခရစ်တော်ကိုနော်ကျွေးမွေးပြုစုဆော့ဆောက်တာဖြစ်တယ်တဲ့နော်အဲ့ဒါပြောရမလဲဆိုရင်တော့ဒီ temptation နော်နောက်ဆက်ခြင်း၃ခုကအယံကိုပဲအရေးကြီးတယ်နော်တာလီပစောသက်ခိုင်းနေမိတာလည်းအရေတူတော့မှာတော့အယံကိုအရေးကြီးတယ်ဒီတစ်ချက်ကအစားအစာနဲ့ပတ်သက်ပြီးတော့လာပြီးတော့ခရစ်တော်ကိုလာပြီးတော့နောက်ဆက်စုံစမ်းတယ်ဒုတိယအချက်ကတော့နော်ခရစ်တော်ကိုသူကစုံစမ်းနောက်ဆက်တာကမင်းခုတ်ချအဲ့ဒါလဲစုံစမ်းနောက်ဆက်ခြင်းအကြီးအမားဆုံးပဲမင်းကိုမင်းပြစ်ချမလားဒီမှာကကျွန်တော်အဖြေရတာက I know this is the answer here ကျွန်တော်အဖြေရတာက you had to be listen to gospel not people speaking not people spoken to you only God spoken to you you should listen
The whole Bible is Bible, just the right thing, the right Bible, I believe. But in the Bible, talk about God war and people war. Remember this. Satan tempted by the David spoken to war. Jesus is not the human being. Jesus is Son of God. That's why only believe God. ကျွန်တော်ကပြောချင်တာကဒီ Matthew chapter 4 verse 1 to 10က11 verse 1 to 11ကဘယ်လိုပြောလဲဆိုတော့ဒါကတော်တော်အရေးကြီးတာဖျားသခင်စကားနဲ့ဘယ်လိုပြောရမလဲဆိုတော့ဒီ Satan เนาะ Satan စကားနဲ့ကကျွန်တော်တို့အဲ့ဒါနှစ်ခုကိုခွဲခြားတတ်မှာပဲခရစ်တော်ကိုယုံပါဖျားသခင်ကိုယုံပါနောက်မဟုတ်ကျွန်တော်တို့ခွဲခြားမတတ်လို့ဆိုရင်ဖျားသခင်ကသူ့ရဲ့သားသမီးတွေကိုချစ်တယ်ဆိုတာသူ့စကားကိုလည်းနားထောင်ရမယ်သူ့စကားကိုမနားထောင်မလိုက်နာနိုင်တဲ့လူကတော့ဘယ်လိုပြောရမလဲဆိုတော့စိတ်တင်အနောက်လိုက်သွားမှာဖြစ်တယ်เนาะစိတ်တင်အနောက်လိုက်သွားမှာဖြစ်တယ်ဒါကတော့เนาะဘောလအဒုကနာရွာဂလူထာတော့တဒုကနာเนาะမုကလီအဂလူထာနဲ့မေတ္တာကလောမေဒုကနာပဲတဒုကနာရွာဂလူထာတော့မေတဒုကနာမုကလီအဂလူထာနဲ့အတ္တကမလားเนาะဒါအရေးကြီးတယ်ဘုရားသခင်စကားကိုနားထောင်မလားဒီစာတန်စကားကိုနားထောင်မလားစာတန်ဆိုတာကကပ္ပပေါ်မှာရှိတဲ့လူတန်းကိုမပြောချင်ပါဘူးဖြစ်နိုင်လို့ရှိရင်တော့လူတွေကဘုရားသခင်စကားကိုနားထောင်ရင်ကောင်းဆုံးပဲအဲ့ဒါကြောင့်ကျွန်တော်တို့ဒီအားလုံးဟာ we are all people the same but we are tricked by the Satan we don't listen to God speaking because we going to the hell doesn't matter remember this day we follow Jesus Christ we listen to gospel the better thing thank you so much for everyone to listening and watching and I speak to you God bless you ဘုရားသခင်ကောင်းကြီးပေးပါစေယေရှုအများကြီးတင်ပါတယ်